ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေရဲ့ဘွားကမကြာခင်မှာပန်းတိုင်ကိုရောက်ရှိတော့မှာကိုစူးစမ်းနေတဲ့ကိုလိုချင်တဲ့ကိုဘဝရဲ့အိမ်မက်ပန်းတိုင်တစ်ခုကိုရောက်ရှိတော့မှာဒါကြောင့်မလို့ကိုကိုလိုချင်တဲ့ပန်းတိုင်ကိုလိုချင်တဲ့ရည်မှန်းချက်အိမ်မက်တစ်ခုကိုဖြစ်အောင်လုပ်နိုင်ခဲ့ပြီဆိုလို့ရှိရင်ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေဘယ်လိုခံစားရမလဲဘယ်လိုမျိုးပုံစံတွေဖြစ်သွားမလဲဘယ်လိုမျိုးဝတ်စားမလဲဘယ်လိုမျိုးစကားပြောမလဲဘယ်လိုနေထိုင်မလဲအဲ့ဒီအရာကိုအခုတည်းကစပြီးတော့မှစိတ်ကူးလေးရှင်ကြည့်ရအောင်စိတ်ကူးလေးရှင်ပြီးတော့မှပုံဖော်ကြည့်အောင်ကိုဖြစ်ချင်တဲ့ကိုရဲ့အိမ်မက်တွေပန်းနိုင်နေတယ်တကယ်ဖြစ်သွားပြီဆိုရင်ကိုဘယ်လောက်ထိပျော်ရွှင်နေမလဲဆိုတဲ့ຢာခံစားကြည့်အောင်အဲ့ဒီခံစားချက်နဲ့ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကနေထိုင်လိုက်ပါဘာကြောင့်လဲဆိုလို့ရှိရင်မကြခင်မှာဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကကိုရဲ့အိမ်မက်ပန်းနိုင်နေစီကိုရောက်ရှိတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်ကိုယုံကြည်ပြီးတော့မှကိုလှုပ်တဲ့အလုပ်ကိုလုပ်မယ်ကိုလှုပ်ရမယ့်အလေးအကျင့်တွေကိုလုပ်မယ်ကိုတွေးတဲ့အတွေးတွေကိုတွေးမယ်ဘဝမှာလူတစ်ယောက်ရဲ့အတွေးခေါ်ကကိုရဲ့ဘဝကိုပြောင်းလဲစေပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကကိုရဲ့ဘဝကိုပြောင်းလဲလာမှာနေချင်းညချင်းငါရဲ့အိမ်မက်ပန်းနိုင်တွေဖြစ်လာမယ်လို့ယုံကြည်တယ်ဆိုလို့ရှိရင်အဲ့ဒီယုံကြည်မှုကြီးကတကယ်ပဲဖြစ်လာမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကတင်သားလျင်တင့်ဘဝရဲ့အရှင်သခင်ပါပဲအမုံကပြောပေးတာယုံကြည်ရမှာကဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေရဲ့အပိုင်းပဲဖြစ်ပါတယ်ကိုသမိုင်းကိုရေးရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကောင်းတဲ့ဒီအတွေးခေါ်ကိုတွေးမလားဒါမှမဟုတ်ဘူးဆိုလို့ရှိရင်စိတ်တက်ကြပြီးတော့နေမလားကိုယ့်အကိုရွေးချယ်ရမှာပဲဖြစ်ပါတယ်အမုံကတော့ဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကိုလိုချင်တဲ့အိမ်မက်ပန်းနိုင်တွေရောက်နေပြီးပြီဆိုတဲ့စိတ်ခံစားချက်နဲ့အလုပ်တွေကိုလုပ်စေချင်ပါတယ်အဲ့လိုလုပ်မယ်ဆိုလို့ရှိရင်တေချာပေါက်ကိုလုပ်နေတဲ့အရာတွေဟာပို့ပြီးတော့မှထိရောက်လာမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် You can do it you are hero